ချန်ပီယံနေရာသီတစ်ခုကိုဘယ်လိုဖွင့်ရတယ်လဲဆိုတာကိုပြသလိုက်တဲ့အာဆနယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာအဲ့တော့ဖုတ်ဘောကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်ချန်ပီယံဆိုတာဖလားကင်ထားတဲ့အသင်းအသင်းဆိုတာတက်နောက်ရာသီမှာလဲဘာကြောင့်ထပ်ပြီးချန်ပီယံဆုကိုရအောင်နိုင်မလဲဆိုတာကိုကွင်းထဲမှာပြန်လည်တက်တည်ပြနိုင်တဲ့အသင်းကိုပို့ပြီးတော့ဆိုလိုတာပါအာဆနယ်က2020-20ခုပရီးမီးယားလိရာသီအဖွင့်ပွဲမှာ Coventry City ကို3-0နဲ့နိုင်ယူပြီးသူတို့ရဲ့ချန်ပီယံပွဲကမတော်တဆရလာတာမဟုတ်ဘူးဆိုတဲ့အချက်ကိုပထမဆုံးပွဲမှာရှင်းလင်းလင်းပြသလိုက်ပါတယ်ဒီဘက်မှာအထူးခြားဆုံးနဲ့အချင်းရှားဆုံးကတော့3-0ဆိုတဲ့ရလဒ်တစ်ခုတည်းမဟုတ်ပါဘူးအာဆနယ်ကပွဲကိုဦးဆောင်ခဲ့တာသာမကပွဲရဲ့အရှိန်နေရာယူမှုနဲ့ဘောလုံးပိုင်ဆိုင်မှုကိုပါတပြိုင်နက်တည်းထိန်းချုပ်ထားနိုင်ခဲ့တာပါCoventry City အသင်းဟာ25နှစ်အတွင်းပထမဆုံးအကြိမ်ပရီးမီးယားလိကိုတန်းပြန်တက်လာတဲ့အသင်းဖြစ်တာကြောင့်အတွေ့အကြုံပိုင်းမှာအာဆနယ်ရှင်အများကြီးကွာခြားမှုရှိပေမဲ့အာဆနယ်အသင်းရဲ့အဓိကအချက်ကအဲ့အားနည်းချက်တွေကိုခွင့်ကောင်းယူပြီးပွဲကိုမြန်ဆန်ဆန်ချုပ်ကင်နိုင်ခဲ့တာဖြစ်ပါတယ်ပွဲချိန်15မိနစ်မှာပဲကာယဘက်ကဖွင့်ကောင်းသွင်းယူခဲ့ပြီးပွဲချိန်23မိနစ်မှာဘူကာဆာဘာကဒုတိယကိုထပ်သွင်းလိုက်တဲ့အခါမှာတော့Brian B ကမာရင်အာဆနယ်ကသူတို့ဘာလုပ်ချင်လဲဆိုတာကိုရှင်းလင်းလင်းဖော်ဆောင်နိုင်ခဲ့ပါတယ်ဒီနေရာမှာဆာကာရဲ့သွင်းကိုပဲပြောလို့မပြီးပါဘူးအသင်းအတိုင်းစစ်တီစောက်ပုံကလည်းစိတ်ဝင်စားစရာကောင်းပါတယ်ကာယဘက်ဆာကာမိုဒီအော်ဒီကတ်တို့ရဲ့ပေါင်းစပ်မှုကအရင်ရာသီမှာမကြာခဏအချိန်နဲ့အဓိကတက်ကနေမြင်ခဲ့ရတဲ့အရာဖြစ်ခဲ့ပြီးဒီပွဲမှာတော့3ယောက်စလုံးဂိုးပေါင်ပတ်သက်နိုင်ခဲ့ပါတယ်အထူးသဖြင့်ဒီရာသီအစမှာအသစ်ခေါ်ယူထားခဲ့တဲ့ခရစ်စတိုဇိုလစ်ကတော့တကယ်ကိုကစားမအကောင်းတစ်ယောက်ဖြစ်ပြီးအာဆနယ်အသင်းရဲ့လိုအပ်နေတဲ့ဘဲတောင်မန်ကိုအကောင်းဆုံးဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်ဇိုလစ်ရဲ့တက်ကြွစွာလှုပ်ရှားပေးမှုတွေကပရမာသွင်းကိုရဲ့ဒီစောင်းမှုမှာအရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်ခဲ့တာကအာဒီတာအတွက်တော့ဘဲတောင်မန်အတွက်ခေါင်းခဲစရာကိစ္စတစ်ခုရင်ရေးသွားခဲ့ရပြီလို့ပြောရမှာဖြစ်ပါတယ်အာဆနယ်ရဲ့တတိယကိုကတော့အစင်လာမပြတ်အိုဒီကက်ပဲဖြစ်ပါတယ်ဘန်ဝိုင်းအိုဒီကက်နဲ့ဆာဂါတို့ရဲ့ညာချမ်းချင်းဆမ်းမှုကပြန်အသက်ဝင်လာခဲ့ပြီးပွဲချိန်49မိနစ်မှာအသင်းကောင်းဆောင်အိုဒီကက်ကတတိယဂိုးကိုသွင်းယူပေးခဲ့ပါတယ်ဒီသွင်းကိုအိုဒီကက်တော့နောက်ဆုံးကစားခဲ့တဲ့အာဆနယ်အသင်းတို့၄ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်အဲဒီသွင်းကိုပြီးတဲ့နောက်ပိုင်း Coventry အနေနဲ့ပွဲတွေကိုပြန်ဝင်လာဖို့အတွက်လမ်းကြောင်းတော်ပုတ်ခတ်သွားပြီးအာဆနယ်ကပဲအနိုင်ရလဒ်ကိုအေးဆေးထိန်းချုပ်သွားနိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီပွဲကိုကြည့်ပြီးအာဆနယ်တိုင်းစစ်တစ်ခုတည်းကိုချီးကျူးနေလို့မရပါဘူးချန်ပီယံဆုကိုကာဝယ်ခြင်းတဲ့အသင်းအတွက်အရေးကြီးဆုံးကလွယ်လွယ်နဲ့မပြိုလဲတဲ့နောက်တက်မှာဒီဘက်မှာအာဆနယ်ကကလင်းရှိကြောင်းနိုင်ခဲ့တယ်လို့ Coventry ရဲ့ခွင့်ဖန်တီးနိုင်မှုတွေကိုလည်းတော်လေးကန့်သတ်နိုင်ခဲ့ပါတယ်ဒီဘက်လုံးတိုင်းနိုင်အောင် Coventry အသင်းဘက်ကဂိုးပေါက်တက်ကန်တဲ့ဒင်းကရခဲ့ပြီးအဲ့ဒီချိန်ကိုလည်း David Raya ကအကောင်းဆုံးကာကွယ်သွားနိုင်ခဲ့ပါတယ်ပြန်ပြန်အသင်းရဲ့ဂိုးပေါက်တက်ကန်ချက်တွေပယ်နတီဘောအတွင်းရောက်ရှိမှုတွေကို short ချနိုင်ခဲ့တာကအာဒီတာအတွက်တော့အထူးကျင်းတဲ့ဆရာကောင်းတဲ့အချက်ပဲဖြစ်ပါတယ်နောက်ထပ်ပြောချင်တာကဒီဖွင့်ပွဲဟာအာဆနယ်အတွက်ငါတို့ကချန်ပီယံလောင်းနေလို့အော်ပြောရတဲ့ပွဲမျိုးချက်ငါတို့ကဘယ်လိုပုံစံနဲ့ချန်ပီယံဆုကိုကာကွယ်သွားမလဲဆိုတာကိုပြသတဲ့ပွဲပို့ဆံပါတယ်နိုင်ရတာကအရန်အော်ဟင်းနေစရာမလိုပဲတတနိုင်ရခဲ့တာဒီကစားမတွေကကိုလိုသွားတာအရန်ခုံပါနဲ့အရေးသွေးရှိတဲ့ကစားမတွေကိုထဲသုံးနိုင်ခဲ့တာတွေကရာသီရှည်တစ်ခုစာအတွက်အရေးကြီးတဲ့အားသာချက်တွေပါမီကယ်မရီနိုမာတင်ဆိုဘီမန်နီဗီတာယိုကာရက်လိုကစားမတွေကိုအရန်ခုံကနေအသုံးပြုနိုင်ခဲ့တာကအာဒီတာရဲ့လူရင်းအားကိုပို့ပြီးတော့အားကောင်းလာစေခဲ့ပါတယ်ဒါပေမဲ့လည်းအာဆနယ်ဖန်နီအနေနဲ့မျှော်လင့်ချက်ကိုအလွန်ကျွန်တော်ထားလို့တော့မရပါဘူးCoventry တော့တန်းတက်လာတဲ့အသင်းကို3-0နဲ့ဂိုးပြတ်နိုင်တာဟာကောင်းမွန်တဲ့အစားတစ်ခုဖြစ်ပေမဲ့ဒီနိုင်ပွဲတစ်ပွဲနဲ့ချန်ပီယံဖလားကိုဘယ်လိုယူမလဲဆိုတာကဆုံးဖြတ်လို့မရပါဘူး။ Arsenal ရဲ့တကယ်ဆန်တန်မှုကတော့စစ်ပြန်မဲ့နေနဲ့တွေ့ရချိန်မှာအထူးသဖြင့်ဖျားကြီးမားတဲ့ပွဲတွေမှာဒီလိုထင်းချုံမှုနဲ့တိုက်စစ်ရေးတွေကိုဆက်လက်ထင်းနေနိုင်မလားဆိုတာစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဗျာဗီဒီယိုလေးကလောက်ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။